အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့လက်မောင်းကြတာကြီးဖို့အတွက်အိမ်မှာနေလှုပ်လို့ရတယ်လေ့ကျင့်ခန်း၃မျိုးကိုပြပြပေးတော့ဖြစ်ပါတယ် Okay let's go နံပါတ်1လေ့ကျင့်ခန်းကတော့ဒိုင်ထိုးလေ့ကျင့်ခန်းဖြစ်ပါတယ်ဒိုင်ထိုးတဲ့အခါမှာနီလန်းနှစ်ခုသုံးပြီးထိုးမှာဖြစ်ပါတယ်ပထမနီလန်းကတော့လာဝါဖြန့်ပြီးတော့ပုံမှန်နေထိုင်ရထိုးမှာဖြစ်တယ်နောက်ထပ်နီလန်းတစ်ခုကတော့တစ်နှစ်ခုကိုပူးပြီးတော့ထိုးမှာဖြစ်ပါတယ် Nice. Nós festa do fim de semana. De semana. De semana. နံပါတ်2ကတော့လွယ်ကူပဲတန်းဆွဲရဖြစ်ပါတယ်ကိုယ့်အိမ်မှာရှိတဲ့ဘယ်တန်းအောင်မဆိုဆွဲလို့ရပါတယ်ခမင်းရတော့မပါဘူးခမင်းရတော့မပါဘူး Любовь свою дичью на рамочке погадать. Красивой воды студеной, соток свежей монетку. В чистом поле темной ночью в небе звездном утону. Матушка земля, я далека, землями света, я рвусь, лежу далека. Матушка земля, я далека. ကျွန်တော်အခုပြောပြခဲ့တာကတော့အိမ်မှာနေနဲ့လက်မောင်းကြတာကြီးဖို့အတွက်လဲလဲကူနဲ့လုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေအကြောင်းပဲဖြစ်ပါတယ်ဝိတ်တုံးမှချင်းဟာလေလက်မောင်းကြတာကြီးထွားဖို့အတွက်အတော်လေးထပ်ကူပြပါတယ်ကျွန်တော်တို့ဟာခန္ဓာကိုယ်အပေါ်ပိုင်းလေ့ကျင့်ခန်းတွေကိုလုပ်တဲ့အခါမှာစကွတ်ထိုင်ခြင်းကိုတော့မဖြစ်မနေလုပ်သင့်ပါတယ်โอเคဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါ По тропинке в лес